您在多个场合，包括双边、包括多边的场合上，与习主席有过会谈。在您的眼中，习主席是一位什么样的领导人？တမန်ရှိကြည့်ပြတော်တော်တယ်အဲ့ဒီကိုတကယ်ကောင်းအောင်လုပ်တဲ့ခေါင်းဆောင်တယောက်အပြင်ကဘာကိုလည်းသူကျွန်တော်အမြင်နဲ့သူပြောပါတယ်တင်းငင်းအေးချမ်းရေးတဲ့နဲ့ပြီးလုံခြုံရေးပေါ့တဖွံ့ဖြိုးတိုးတက်ရေးဆိုတော့သူဒီဟာလေးသူကျွန်တော်နဲ့တွေ့ဆုံတဲ့အချိန်ထဲမှာညီပါတော့သူအမြင်နဲ့ထည့်ပြောတာတွေ့တတိပြုမိတော့နောက်ကျွန်တော်ကအချိန်ပေါ်များဆိုကျွန်တော်ဒီတရုတ်နိုင်ငံရောက်ခဲ့တော့အဲ့မှာတရုတ်နိုင်ငံပြောင်းလဲမှုတွေအများကြီးကျွန်တော်တတိပြုမိတယ်နောက်ဒေတာတိုင်းပေါ့ဒေတာတိုင်းမှာလည်းပြောင်းလဲမှုတွေရှိတယ်တရုတ်နိုင်ငံအခြေဝန်းဖြစ်နေအမှန်ကြီးမားပါတယ်နောက်တစ်ခါလူကြီးအဖြစ်လဲ1400တန်း1400ကျော်လောက်ရှိတယ်ကဘာရဲ့9ဘုံတစ်ဘုံလောက်ရှိတယ်လို့နော်ကြည့်တော့ဒီဟာကြီးကိုဒီဟာအားလုံးတာတူကြီးများအားလုံးတိုးတက်အောင်ဆောင်ရနေတယ်ဆိုတာဒါတုံတောင်ခေါင်းဆောင်မှုနဲ့တော့မရနိုင်ဘူးဒါတော့တော်တော်ခက်ပါတယ်ဒါတရုတ်နိုင်ငံခေါင်းဆောင်ရဲ့ထက်မြက်မှုလည်းကျွန်တော်တွေ့ပါတယ်ဒီအတွက်လည်းကျွန်တော်အမှန်တော်လည်းသဘောကျပါတယ်သူ